လေးကစီးပဲဥတုပ်လေးဖြစ်ပါတယ်ပြီးတော့ဒါလေးကငါးကြော်ပေါ့နော်ငါးကြော်လေးပါဒါလေးကပစုံမဆလာလေးပါဒါလေးကကော်ရခါညော့ကြော်လေးပါဒါလေးကဝက်သုံးထက်သားကြော်လေးပါဒါလေးစိတ်ဆုံးပါဒါတော့ကျမရဲ့ကြိုက်ဆုံးလေးပါရတာကောင်းတယ်ပဲမရကောင်းတယ်မသုံးထပ်သားအောက်တော်လေးသမင်းပူပူလေးနဲ့ဆိုပတိရန်ကောင်းညစားဆိုရင်တော့လေတိတ်မစားနည်းနည်းလေးပဲမှားတာใช่ปะဆိုတော့ရန်ကောင်းอ่ะ